God's Word Express မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတကွအသေးစိတ်လက်လာဆွေးနွေးဖို့အတွက်အရန်စိတ်ဝင်စားစရာကောင်းတဲ့အရန်မြတ်တစ်ခုရောက်နေပါတယ် New Wine International Church က Pastor Dr. Kom Ek Kowina Kratidi ရဲ့ပြင်လည်တိဆောက်ထားသောဘီမန်တော်ဆိုတဲ့တရားဒေသနာတစ်ခုပါ ဟုတ်ကဲ့ครับ ဒီတရားဒေသနာတာလေးရှေးဟောင်းတမိုင်းဆလန်တစ်ခုကိုယူတုံထားတယ်ပြီးတော့အဲ့ဒီကနေတဆင့်မိခွင့်ကြီးတစ်ခုကိုမီးလိုက်တာလူတယောက်ရဲ့ဘဝအတွက်ဖခင်သခင်ရဲ့မူလအစီအစဉ်ဆိုတာတကယ်ရောရှိရဲ့လားရှိခဲ့ရင်ကျမတို့ရဲ့ရွေးချယ်မှုတေးသေးလေးတွေကအဲ့ဒါကိုဘယ်တိုင်းတာထိတရားမှုရှိနိုင်မလဲဆိုတာမျိုးကော အဲ့ဒီအချက်ကတကယ်ကိုအရေးကြီးတယ်ဘာလို့လဲဆိုတော့လေဒီဆွေးနွေးမှုကတမိုင်းအကြောင်းပြောနေတယ်လို့ထင်ရတယ်ဒါပေမဲ့တကယ်တမ်းမှာတော့လူတယောက်ချင်းစီရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းနဲ့တိုက်ရိုက်ပတ်သက်နေတာ ဟုတ်တယ်နော် ဟုတ်ပါရဲ့အဲ့ဒီဗိမ္မာန်တော်နှစ်ခုရဲ့ခြားနားချက်ကနေကိုယ့်ဘဝရဲ့လက်ရှိအခြေအနေနဲ့ဖြစ်နိုင်ခြေတွေကိုဘယ်လိုပြန်တုံ့တက်နိုင်မလဲဆိုတာကိုနည်းနည်းစဉ်းစားကြည့်ကြမှာပါ ကောင်းပြီရှင်ဒါဆိုရင်ဒီဇလန်ရဲ့အခြေခံကနေစလိုက်ကြရအောင်ဇလန်ကအေဇရာကျမ်းအခန်းကြီး3မှာအခြေတည်ထားတာပေါ့နော် ဟုတ်ကဲ့ ဣသရေလလူတွေကနေရက်နဲ့ဝေးပြီးဘာဘူးလုံမှာဂျုံပြုတ်ခံခဲ့ရတယ်နှစ်ပေါင်းများစွာကြာသွားတယ်အဲ့ဒီနောက်မှာတော့ဇာတိမြေကိုပြန်လာခွင့်ရခဲ့တယ် ဒါပြပြဿနာက ဟုတ်တယ်ဒါပေမဲ့သူတို့ပြန်ရောက်လာတဲ့အခါမှာလေသူတို့ရဲ့အထွတ်အမြတ်ထားရာသူတို့ရဲ့ဂုံယူဝင်းကြွားရာဖြစ်ခဲ့တဲ့ဖထမဗိမာန်တော်ကြီးကပြာပုံဘဝနဲ့ပဲရှိတော့တယ် ဟုတ်ပါတယ်အဲ့ဒီဗိမာန်တော်ဆိုတာကသူတို့ထက်ဝိပုခုကိုရနေရတတ်မဟုတ်ဘူးလေသူတို့ရဲ့အမျိုးသားရဲ့လက္ခဏာလိုဖြစ်နေကြတာ အမတားတစ်ခုလိုပေါ့ အတိအကျပဲဘုရားသခင်နဲ့သူတို့ကြားကပဋိညာဉ်ရဲ့သင်္ကေတတစ်ခုလိုပဲအဲ့ဒီလိုအရာတစ်ခုလုံးပြိုလဲပျက်စီးသွားတာကိုမြင်ရတာကသူတို့တဲ့ဘလော့ဒေါင်စိတ်ထိခိုက်စရာဖြစ်မလဲစဉ်းစားကြည့်လို့ရတယ် အဲ့ဒီနောက်နှစ်ပေါင်း48နှစ်လောက်ကြာတော့သူတို့ဒီဘီမန်တော်အစ်စ်တစ်ခုကိုပြန်ဆောက်ဖို့အုံမြင့်ချကြတယ်ဒီနေရာမှာတကယ့်ကိုထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်လာတာပဲ ဟုတ်လူတွေကတညီတညွတ်တဲ့ဝမ်းသာနေကြတာမဟုတ်ဘူးအုပ်စုနဲ့စုကွဲသွားတယ်တချို့ကဝမ်းသာအားရအော်ဟစ်ကြတယ်တချို့ကတော့ရှိုက်ကြီးတင်ငိုကြွေးကြတယ်ဒါကဘာကြောင့်ဖြစ်ရတာလဲရှင် အဲ့ဒီအချက်ကဒီဇလန်တစ်ခုလုံးရဲ့အဓိကတော့ချက်ပဲဝမ်းသာအားရအော်ကြတဲ့သူတွေကကျောင်းဘဝမှာမွေးဖွားကြီးပြင်းလာတဲ့မျိုးဆက်တွေ အော်သူတို့ကအရင်ဟာကိုမမြင်ဘူးပါ ဟုတ်တယ်သူတို့အတွက်တော့ဒါကမျော်လင့်ချက်အသစ်အစအသစ်တစ်ခုပဲဒါမှငိုကြွေးကြတဲ့သူတွေကြတော့အသက်အရွယ်ကြီးရင်ပြီးပထမဘီမန်တော်ကြီးရဲ့ခါနာမှုကိုကိုယ်တိုင်မျက်မြင်ကြုံခဲ့မှုတဲ့သူတွေဖြစ်နေတယ် ဆိုတော့ကျမ်းစာရဲ့မူရင်းဟီဘရီဘော်ဒစကအရာလေသူတို့ရဲ့ငိုကြွေးခြင်းဟာဝမ်းသာလို့ကြတဲ့မျက်ရည်မဟုတ်ဘူးနိုင်ရှင်မှုနဲ့ထိပေါ်လာတဲ့နန်းနန်းဆိုင်ဆိုင်စိတ်ကြေကွဲမှုကြောင့်ငိုတာလို့ဆိုပါတယ် နိုင်ရှင်မှုနဲ့ဖြစ်ပေါ်လာရဲ့စိတ်ကြေကွဲမှုဆိုတာကအသက်ဆောင်မြတ်ဘီမန်တော်ရဲ့အုံမြစ်ကရင်တစ်ခေါက်ကလောက်မခနာတော့လို့လား အတိအကျပါပဲသူတို့မျက်စိထဲမှာအရင်ဘေးမန်တို့ရဲ့ပုံရိပ်ကဆွဲနေတာအခုမြင်နေရတဲ့အုံမြတ်အသက်ကအဲ့ဒီပုံရိပ်နဲ့ရှင်းလိုက်ရင်အများကြီးသိငယ်ပြီးသိငယ်နေတာကို အော် ဒါကြောင့်သူတို့အတွက်တော့ဒါဟာအောင်ပွဲမဟုတ်ဘူးဆုံးရှုံးမှုကိုပြန်အမရစေတဲ့အခိုင်အတန့်တစ်ခုလိုဖြစ်နေကြတာပါ ဒီကွာခြားချက်ကဘလောက်တောင်ကြီးမားလို့လူတွေဒီလောက်ထိခန်းစားသွားရတာလဲဒီအော်ဒီတနာမှာပါတဲ့အချက်အလက်တွေကတော့တကယ်ကိုပါစအဟောင်းသားဖြီသွားစေတယ်နော် ဟုတ်ပါတယ်ရှောလမုန်မင်းကြီးတိဆောက်ခဲ့တဲ့ပထမဗီမန်တော်ရဲ့တန်ဖိုးကိုလေကျန်းစာပညာရှင်တွေကတွက်ထားတာကလက်ရှိငွေတန်ဖိုးနဲ့ဆိုရင်အမေရိကန်ဒေါ်လာ144ဘီလီယံနဲ့ 144ဘီလီယံဟုတ်တယ်ဝန်ထမ်းမဲ့ဒီပေါင်နဲ့430လီယံဆိုတာကတော့တကယ်ကိုမယုံနိုင်စရာကိန်းနံပဲဒီလုံးကြီးမားတဲ့တန်ဖိုးကဒီဘီမန်တော်ရဲ့အရေးပါမှုကိုတမိုင်းမှာရောဘာသာရေးမှာပါဘလောက်အလေးထားတယ်ဆိုတာပြနေတာပဲ ဟုတ်ပါပဲထိုင်းပတ်နဲ့ဆိုရင်5.18 trillion လောက်ရှိမယ်လို့ခန့်မှန်းကြတယ်အပြုထားတဲ့ပစ္စည်းတွေကလည်းအတုံးတကအကောင်းဆုံးတွေချီပဲ ဟုတ်မှာပဲ ရွှေစင်တွေငွေတွေကြောင်မြတ်ယတနာတွေပြီးတော့အထင်္ဂရလက်ပနွန်တောင်ကအာရစီပန်တတာရီနဲ့တန်ဆာစင်ထားတာအလုတမပေါင်း3000ကျော်တုံးခဲ့ရတာ ဒါဟာတိုင်းပြည်တစ်ပြည်ရဲ့အင်အားနဲ့ကြွယ်ဝမှုကိုပြသတဲ့အထင်ကရဝါဆိုင်ခန့်တစ်ခုလိုပါပဲ ဒီလောက်ခမ်းနားတဲ့ယာအင်းနဲ့နိုင်ရှင်လိုက်တော့လေပြန်လဲစုစည်းထားတဲ့လူအနေငယ်နဲ့ပြန်ဆောက်ရတဲ့ဒုတိယဘီမန်တော်ကဘလို့မှမရှင်နိုင်တော့ဘူးဆိုလားရှင်းနေတာပဲ ဟုတ်တယ် ပြန်လှုပ်ရတဲ့အခါခန်းစားရတဲ့ခန်းစားချက်နဲ့ အရင်ကလာစာဘရှစ်ထောင်မဲ့ရဖို့တဲ့သူကနေဘယ်နဲ့တောင်းတတဲ့အလုပ်ကိုရလိုက်တဲ့အခါခန်းစားရတဲ့ဝန်တာမှုကလုံးဝကိုကွဲပြားနေမှာပဲ တို့မဲမတူတော့နော် ဟုတ်တယ်အခြေအနေကအတူတူပဲလာစာကဖန်တဲ့တောင်းပဲဒါပေမဲ့အရင်ကအတွေ့အကြုံအဲ့ဒီ reference point မတူတဲ့အတွက်တုံ့ပြန်ပုံကလည်းကောင်းကင်နဲ့မြေကြီးလိုကွာသွားတယ် ဟုတ်
ကြီးရွယ်ရုပ်တွေကအဲ့ဒီလာစာနှစ်သိန်းရဖို့တဲ့သူတွေလိုပဲသူတို့ရဲ့အကောင်းဆုံးဆိုတဲ့စံနှုန်းကအယမ်းမြင့်နေကြတာဒေါ်လာဘီလီယံနဲ့ချီတန်းတဲ့ဘီမန်တော်ကြီးနဲ့ပြန်ဆောက်ထားတဲ့ဘီမန်တော်ကြားကကွာခြားချက်ကတော့တော်တော်ကြီးကိုထင်ရှားတယ်။ဒါမဲ့ဒီစမိုင်းဆက်လန်းကနေဒီနေ့ကျမတို့ရဲ့ဘဝအတွက်ဘလို့ထင်ခါးစားယူနိုင်မလဲဆိုတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းပဲ။ဒီနေရာမှာပဲတရားဒေသနာကအဓိကအချက်ကိုကူးပြောင်းသွားပါတယ်။တမန်တော်ရှင်ဘောလူကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုဘုရားသခင်ရဲ့ဗိမာန်တော်နဲ့နှိုင်းယှဉ်ထားတယ်။ဒါမဲ့သူတုံးထော်တဲ့ Greece ကလုံးကစိတ်ဝင်စားစရာကောင်းတယ်။သူက naos ဆိုတဲ့စကားလုံးကိုသုံးခဲ့တယ်။ naos အဲ့ဒါကဘာထူးခြားလို့လဲရှင်။စိတ်ဝင်စားစရာက Greek ဘာသာမှာဗိမာန်တော်တစ်ခုလုံးကိုရည်ညွှန်းလဲ chiron ဆိုတာစကားလုံးလည်းရှိတယ်။ chiron ဆိုတာကစောက်အုံတစ်ခုလုံးဝင်းတစ်ခုလုံးလူတွေဝင်ထွက်ပေါ်လာတဲ့နေရာဒီအားလုံးကိုဆိုလိုတာ။အကျယ်ကြီးပေါ့။ဟုတ်တယ်။ဒါပေမဲ့ပေါ်လူကအဲ့ဒီစကားလုံးကိုမတုံးဘူး။ဗိမာန်တော်ရဲ့အတွင်းအဆုံးအတန့်ရှင်ဆုံးဘုရားသခင်ရဲ့ဘုန်းတော်ကိုယ်တိုင်ကင်းဝတ်တယ်လို့ယုံကြည်ကြတဲ့အတိတန့်ရှင်ရာဌာနကိုပဲတိတန့်ရည်ညွှန်းတဲ့ naos ဆိုတဲ့စကားလုံးကိုတမင်ရွေသုံးခဲ့တယ်။ဒါကလူတယောက်ချင်းစီရဲ့တန်ဖိုးနဲ့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ဘလောက်နဲ့တယ်ဆိုတာကိုပို့ပေါ်လွင်စေပါလေ။အရာဆိုရင်လေဘုရားသခင်မှာလူတိုင်းရဲ့အတွက်မူလအစီအစဉ်ဟာရှောလမုန်ရဲ့ဗီမန်တော်လိုပဲအဲ့ဒီဒေါ်လာ14ဘီလီယံတန်ဒါမှမဟုတ်ဘတ်9ထရီလီယံတန်အစီအစဉ်လိုပဲခမနာကြီးကျယ်ဒီတန်ပိုအလုံးကြီးမားတယ်။ဒါပေမဲ့လူတယောက်ရဲ့ရွေးချယ်မှုတွေအပြစ်တရားတွေကြောင့်အဲ့ဒီမူလ naos ကပျက်စီးသွားတဲ့အခါဘုရားသခင်ဟာကရုဏာနဲ့ပြန်လဲဖြစ်ဖြစ်တိဆောက်ပေးနိုင်တယ်။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒီအခါမှာတော့အဲ့ဒါဟာပြန်လဲတိဆောက်ထားသောဗီမန်တော်ဖြစ်သွားပြီးမူလအစီအစဉ်ရဲ့ခမ်းနားမှုနဲ့တော့မငြင်းနိုင်အောင်လို့ဆိုလိုတာပါဒီအချက်ကနည်းနည်းတော့လေးလံတာနော်ဒါဆိုရင်ဒီလောက်ခမ်းနားတဲ့ဖီမန်တော်တွေကဘာလို့ပျက်စီးသွားရတာလဲဘလို့အကြောင်းရင်းတွေကဒါကိုဖျက်ဆီးတာလဲတစ်ချိန်နဲ့လှုပ်လိုက်တဲ့အမားကြီးတစ်ခုကြောင့်လားတရားဒေသနာကြတော့အဲ့ဒီလိုမဟုတ်ဘူးတစ်ချိန်တည်းလှုပ်တဲ့အမားထက်ပိုနားခွေတာကကိုယ်တိုင်မာမန်တီလျက်နဲ့ထက်ခါတလဲလဲလှုပ်တဲ့အဖြစ်တွေတတိပေးတားမြစ်တာကိုမနှခံမဲခေါင်းမာစွာနဲ့ဒါငါဘဝပဲငါသဘောပဲဆိုပြီးဆက်လုပ်တဲ့ပြုမှုတွေကြောင့်လို့ဆိုရတယ်အဲ့ဒီပြုမှုတွေကမူလအုတ်မြစ်ကိုနေ့စဉ်နေမြတဖြည်းဖြည်းတိုက်စားသွားသလိုပါပဲဥပမာအနေနဲ့ဘယ်လိုဇလန်တွေကိုထောက်ပြထားလိမ့်ရှင်ဥပမာတွေအများကြီးရှိပါတယ် Yes Porohit Eli ဆိုတဲ့ဘာသာရေးကောင်းဆောင်ကြီးတယောက်ရှိတယ်သူသားတွေကဘေးမနှောမှမလုတ်တင်တာတွေလုပ်ပြီးဖောက်ပြနေတာကိုသူသိတယ်သိနေတာတော့မလားဟုတ်တယ်ဒါပေမဲ့သူကပြပြသားသားမဆုံးမပဲလစ်လျူရှူခဲ့တယ်အဲ့ဒီမလုတ်ဆောင်ခြင်းဆိုတဲ့မနာခံမှုရဲ့အကျိုးဆက်ကသူ့ရဲ့မျိုးဆက်တစ်ခုလုံးဖျားလခင်ရဲ့အမှုတော်ကနေဖယ်ရှားခံခဲ့ရတယ်နောက်ပြီးဒါဝိဒ်မင်းကြီးလိုဖျားသခင်ရဲ့စိတ်နှလုံးနဲ့တွေ့တဲ့သူလို့တတ်မှတ်ခံရတဲ့သူတော်မှာသူ့ရဲ့အမားကြောင့်သူမိသားစုတစ်ခုလုံးကစင်ကလျားထီပြီးကြေဝဲစရာဒီနဲ့နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့ဒါဝီလိုပုဂ္ဂိုလ်မျိုးတော်မှာသူ့အမားရဲ့အကျိုးဆက်ကိုဒီလောက်ထိခံစားရတယ်ဆိုတော့လေတာမန်လူချောက်တော့ဒီအချက်ကတော်တော်လေးလက်ခံဖို့ခက်ခဲနိုင်မလားနောင်တရပြီးရင်အားလုံးအရင်တိုင်းပြန်ဖြစ်တင်တာမဟုတ်ဘူးလားဒါရန်ကောင်းတဲ့မျိုးမှာတရားဒေသနာရဲ့အဓိကအချက်ကခွင့်လွှတ်ခြင်း forgiveness နဲ့အကျိုးဆက် consequences ကမတူဘူးဆိုတာကိုထောက်ပြချင်တာပါဘုရားသခင်ကဒါဝိဒ်ကိုခွင့်လွှတ်ခဲ့ပေမဲ့သူစိုက်ခဲ့တဲ့မျိုးစေ့ရဲ့အကျိုးဆက်တွေကိုတော့သူ့ကိုယ်တိုင်ရောသူ့မိသားစုကပါရည်ထင်ခဲ့ရတယ်ဒါကမောရှေရဲ့ဇာလမ်းမှာလည်းထင်ရှားတယ်သူကဘုရားသခင်ရဲ့စကားကိုတကြင်မနာခံပဲဒေါသနဲ့ကြောက်ကိုရိုက်ခဲ့တဲ့အတွက်နှစ်ပေါင်း40လုံးမျိုးနှင်းတကြီးဥဆောင်လာခဲ့တဲ့ဂတိထားရပြီကိုမျက်စိရှိမှမြင်နေရပြီမဲ့ဝင်ခွင့်မရခဲ့ဘူးဟုတ်ဒီဘေးမန်တော်ကအဲ့ဒီမှာတင်ရတန်းသွားခဲ့ရတယ်တရားဒေသမာမှာတန်ကိုအကြီးဆုံးပါရှာအင်ပါယာရဲ့ဖျမဖြစ်တဲ့ဝါရှာတေရဲ့ဥပမာကိုလည်းထည့်ပြောသွားတာစိတ်ဝင်စားဖို့ကောင်းတယ်သူမကဘယင်ကိုအယုတ်ဝိုင်းထဲမှာဖျော်ဖြေဖို့ခေါ်တဲ့အမိန်လေးတစ်ခုကိုမနာခံရုံပဲလေဟုတ်တယ်တီလေးလေးပဲဒါပေမဲ့အဲ့ဒီတင်းလေတဲ့မနာခံမှုတစ်ခုကသူ့ကိုကြီးကျယ်ခမ်းနားတဲ့ဘယင်မယာတို့ကနေချက်ချင်းလက်ငင်းဖယ်ရှားခံလိုက်ရစေတယ်ဒါကကျမတို့ပင်ငယ်လေးလို့ထင်ရတဲ့ရွေးချယ်မှုတွေရဲ့အကျိုးဆက်ဘယ်လောက်ကြီးမားနိုင်တယ်ဆိုတာကိုသတိပေးနေတယ်လို့ပဲနော်ဟုတ်ပါတယ်အဲ့ဒီချက်ကလက်ရှိဘဝနဲ့တိုက်ရိုက်ချိတ်ဆက်လာပါပြီဒီလိုပြန်လဲတိဆောက်ထားသောဘေးမန်တော်အခြေနေထိုင်ရခြင်းရဲ့အကျိုးဆက်တွေကပါတယ်လေဟုတ်ကဲ့အဓိကကတော့ဖျားသခင်ရဲ့မူလအကောင်းဆုံးအစီအစဉ်တွေကကောင်းချီးမင်္ဂလာတွေကိုလွဲချော်သွားခြင်းပါပဲလက်တွေ့ဘဝမှာဆိုရင်ဘယ်လိုမျိုးလဲရှင်ဥမာအင်ထောင်ဖက်ရွေးချယ်မှုလို့ကိစ္စမျိုးပေါ့တရားရုံးနာမှာထောက်ပြထားတယ်လို့ပဲယုံကြည်ခြင်းတန်းတူမရှိတဲ့သူနဲ့လက်တွဲမိတဲ့အခါ
ကိုယ့်ရဲ့ရည်မှန်းချက်တွေဖျားသခင်အတွက်အစီခံရမယ့်အခွင့်အရေးတွေမှာရှေ့ဆက်တိုးတက်ရမယ့်အစားတနေရာထဲမှာပဲတဝဲလေလေဖြစ်နေတတ်တယ် ဟုတ် ကိုယ့်ရဲ့ဝိညာဉ်ရေးရခွန်အားတွေကတိုးတက်ဖို့တော့မဟုတ်ပဲကိုယ့်အဖို့ကိုဆွဲခေါ်နေရတာနဲ့ပဲအချင်းကုန်သွားနိုင်တယ်ဒါဟာပြန်လဲတိဆောက်ထားသောအခြေအနေတစ်ခုပဲကောင်းမွန်တဲ့အိမ်ထောင်ရေးကြီးနိုင်ပဲဖျားသခင်မူလအစီအစဉ်တွေကပေါင်းဖက်ခြင်းရဲ့အကောင်းဆုံးအတိအကွင်းတွေကိုတော့မခံစားရတော့ဘူး ဒါဆိုရင်ဒီချက်ကနားထောင်သူတချို့အတွက်မျောလင်းချက်မဲ့သွားစေနိုင်မလားနားကအမားတွေလောက်ခဲ့ပြီးဒါကြောင့်ငါဘဝကဘယ်တော့မှအကောင်းဆုံးဖြစ်မလာတော့ဘူးဆိုတဲ့အတွေးမျိုးဝင်သွားနိုင်တာပေါ့ဒီပုံမှာတော့ဘယ်လိုမြင်ရှိလဲရှင် ဒီအချက်ကနည်းနည်းတော့လေးလံလဲဆိုတာနားလေပါတယ်ဒါပေမဲ့တရားဒေသနာရဲ့ရည်ရွယ်ချက်ကလူတွေကိုစိတ်သက်သာစေဖို့မဟုတ်ဘူး ဟုတ်ကဲ့ ကိုယ်လက်ထဲမှာရှိနေတဲ့အဖို့တန်တဲ့အရာကိုတတိပြုမိစေဖို့နဲ့ကာကွယ်ဆောင်ရှောက်တတ်ဖို့ဖြစ်လိမ့်မယ်လို့ယုံကြည်တယ်နောက်ပြီးအေးစောရဲ့ဇက်လန်ကိုလည်းထောက်ပြထားတယ် အေးစော သူဟာတာဦးဖြစ်ချင်းရဲ့အဖို့မဖြတ်နိုင်တဲ့အခွင့်အရေးကိုပိုက်ဆနေတဲ့ခဏတာအတွက်အစာတနတ်နဲ့လဲလဲခဲ့တယ်နောက်ပိုင်းမှာသူဘလော့ပဲမျက်ရည်ဒီနဲ့နောင်တရပြီးပြန်တောင်းပေမဲ့အဲ့ဒီအခွင့်အရေးကသူ့စီကိုပြောတော့မပြန်အောင်မလာတော့ဘူး ဆိုလိုတာကအချို့သောဆုံးရှုံးမှုတွေအချို့သောအကျိုးဆက်တွေဟာပြန်လည်ပြုပြင်လို့မရနိုင်တော့ဘူးဆိုတဲ့အရှိတရားကိုလက်ခံဖို့ပြောနေတာလား တနည်းအားဖြင့်တော့ဟုတ်ပါတယ်ဒါပေမဲ့အဓိကသတင်းစကားကလုံးဝပျက်စီးသွားပြီဆိုတာမဟုတ်ဘူးဖျားသခင်ဟာပြန်လဲတိဆောက်ပေးနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကအမြဲရှိနေတယ် ဟုတ်ကဲ့ ဒါပေမဲ့တတိပြုရမှာကအဲ့ဒီဘဝဟာမူလအစီအစဉ်ရဲ့အကောင်းဆုံးအခြေအနေတော့မဟုတ်နိုင်တော့ဘူးဆိုတာကိုလက်တွေ့ကြကြနားလည်ထားဖို့ပါပဲဒါဖြစ်တံပေးတာတဲ့ယူပါပေးတာတမှုတစ်ခုလိုပါပဲဖန်ကွက်တစ်ခွက်ကိုခွဲလိုက်ပြီးမှပြန်ဆက်ရင်အရာတော့ကြာနေခဲ့မှာပဲ ဟုတ်တယ်နော် အတော်ပြုလို့ရသေးပေမဲ့မူလအခြေအနေနဲ့တော့မတူနိုင်တော့ဘူး ဒါဆိုဒီနေ့ဆွေးနွေးခဲ့တာဒီကိုပြန်ပြီးခြုံငုံကြည့်ရအောင်ဒီအလိဇနာရဲ့အညစ်သာရကဖျားရခင်မှာလူလိုက်ရတဲ့အလွန်ကြီးမားပြီးခါနာတဲ့ Bad Life Trillion တန်အစီအစဉ်ဆိုတာရှိတယ် ဟုတ်ကဲ့ ဒါပေမဲ့ကျမတို့ရဲ့တိလက်နဲ့ထက်ခါတလဲပြုလုပ်တဲ့မနာခံမှုတွေခေါင်းမာတဲ့ရွေးချယ်မှုတွေကအဲ့ဒီမူလအစီအစဉ်ရဲ့အုတ်မြစ်ကိုပျက်စီးစေပြီးပြန်လဲတိဆောက်ထားတော့ဒါပေမဲ့မူလလောက်မမြင်မာအော်တဲ့ဘဝတစ်ခုစီကိုရောက်သွားစေနိုင်တယ်ဆိုတာပါပဲ ဟုတ်ပါတယ်ဒီအကြောင်းအရာကနေဆက်လက်တွေးတောစရာအချက်တစ်ခုထားခဲ့ခြင်းပါတယ်တရားဒေသနာမှာအချို့သူတွေအတွက်ကတော့ဗိမာန်တော်ဟာပျက်စီးပြီးသွားပြီအခုပြန်လဲတိဆောက်ထားတော့အခြေအနေနဲ့နေထိုင်နေရပြီလို့ဆိုပါတယ်သူတို့အတွက်တော့လက်ရှိအခြေအနေမှာဘုရားသခင်ပေးတဲ့ခွန်အားနဲ့အကောင်းဆုံးပြန်လဲတိဆောက်ဖို့ပဲရှိတော့တယ် ဟုတ်ကဲ့ ဒါမဲ့နားထောင်နေတဲ့သူများစုအထူးသဖြင့်လူငယ်တွေအတွက်တော့အဲ့ဒီ 5 trillion တန်မူလအစီအစဉ်ရဲ့အုံမြစ်ဟာမပျက်စီးသေးပါဘူးခိုင်ခိုင်မာမာရှိနေလို့ပဲ ဒါဆိုရင်နောက်ဆုံးထားခဲ့ခြင်းနဲ့မေကွန်းက စဉ်းစားစရာကကိုယ်တိုင်သတိမထားမိပဲဒါတွေကတော့ဘာမှမဖြစ်ပါဘူးလို့ထင်ပြီးနေ့စဉ်နဲ့အမျှထခါတလဲလဲပြုလုပ်နေတဲ့ဘလို့သေးငယ်တဲ့မနာခံမှုတွေဘလို့အလေးအထိုက်တွေကအဲ့ဒီခါနာတဲ့မူလအစီအစဉ်ရဲ့အုံမြစ်ကိုတဖြည်းဖြည်းတိတ်တဆိတ်တိုက်စားနေမလဲဆိုတာပဲအဲ့ရမပေါ်ခင်မှာအဲ့ဒီတိုက်စားမှုကိုဘလို့ရက်တနိုင်မလဲဆိုတာကလူတိုင်းအတွက်အရေးကြီးဆုံးမေးခွန်းဖြစ်လာပါလိမ့်မယ်